Hello ဒီနေ့တော့အားလေးရဲ့လေးလေးဖြစ်တာကြောင့်အရင်လိုဗီဒီယိုလေးမတင်ဖြစ်တာနဲ့အရန်ကိုဟော့ဖြစ်နေတဲ့အင်ဒိုနီးရှားချက်ကြော်လေးကိုဒီနေ့လောက်စားဖြစ်ပါတယ်။ဒီစားမှာဆိုတော့ကြက်ပေါင်တစ်ပေါင်ပဲအသုံးပြုထားပါတယ်။အရသာအနေနဲ့ကတော့ဒါချီလေးရဲ့ပြီးသွားရင်စားလေးရဲ့နနွင်းလေးရဲ့အနှဲငယ်ထပ်ပြီးတော့နေထားလိုက်ပါတယ်။ပြီးရင်တော့ခဏနှက်ထားလိုက်ပါတယ်။ပြီးရင်တော့ကလီယာကနှက်ထားတဲ့ဟာလေးကိုပြုတ်ပါပြီးတော့အောင်လို့ကလီယာကချင်းလေးနဲ့ငယ်ထည့်ထားပါတယ်။ဒီခန်းအောင်ပေါ့နော်ပြုတ်လိုက်ပါတယ်ပြီးသားလို့ရှိရင်တော့ကလီယာကပြုတ်ထားတဲ့ဟာလေးတွေကိုကြော်ပါမယ်ချက်သားကြော်တော့ကိုကြိုက်တဲ့အနေထားကြီးကြော်လို့ရပါတယ်ကလီယာတော့နီနီလေးဖြစ်တဲ့အထိကြော်လိုက်ပါတယ်ကြော်ပြီးသားစီလေးနဲ့ပဲနော်ခရမ်းကြီးလေးရဲ့မြို့သေးလေးရဲ့ပြီးတော့ချက်သွန်ဖြူလေးရဲ့ကြော်လိုက်ပါတယ်အဆက်ကတော့ကိုလိုချင်တဲ့အနေထားပေါ်ထည့်လို့ရပါတယ်ကြော်ပြီးသားငြူသီးလေးတွေကိုတော့ထောင်းလိုက်ပါတယ်အရသာအနေနဲ့ကတော့ဒါချီနှဲငယ်နဲ့စားလေးနဲ့ထည့်ပြီးတော့ရောထောင်းလိုက်ပါတယ်ထောင်းလို့ပြီးသွားရင်တော့ကလီယာကြော်ထားတဲ့စီလေးအနှဲငယ်ပြန်သုံးလိုက်ပါတယ်အဆက်သိမ့်မစားနိုင်တာကြောင့်အနှဲငယ်ပဲကလီယာဆက်ကိုသုံးတာပါ။လွယ်ကူပြီးရိုးရှင်းတဲ့အင်ဒိုနီးရှားစတိုင်ကြက်ကြော်လေးရသွားပါပြီရှင်။ချက်ရမယ်မသိဘူးဆိုရင်တော့ဒီစတိုင်လေးကိုလှူစားကြည့်ကြည့်ပါ။အရင်လည်းလွယ်ကူရိုးရှင်းပါတယ်ရှင်။ဗီဒီယိုလေးလည်းပြန်တင်မှုရှိရမလို့ကလီယာကိုအပိကြပါအောင်လို့ပြောရင်းနဲ့ပဲနှုတ်ဆက်ပြစေအားလုံးဘိုင်ဘိုင်